အောင်မြင်မှုအတွက်တင်မောတိုးအပ်ခဲ့ကြတဲ့နာမည်ကြီးလာမယ့်မင်းသမီးများအရင်ခေတ်ကတုန်းကမင်းသမီးတယောက်ဖြစ်ဖို့အောင်မြင်ကြော်ကြားလာဖို့ဆိုတာဒီနေ့ခေတ်လိုမလွယ်ကူခဲ့ပါဘူးဆိုရှယ်မီဒီယာနဲ့အင်တာနက်တွေမကြွယ်ဝသေးတဲ့ခေတ်ထဲမှာဝုန်းကနေနေရာရဖို့အတွက်ဆိုရင်စပွန်ဆာရှာပြီးပြေးကက်မှအလုပ်ဖြစ်တာပါဒါကြောင့်အောင်မြင်မှုကိုမသိနေတဲ့တချို့သောမင်းသမီးတွေဟာလေကတိအဖြစ်ခရိုနီကြီးတွေလက်ထဲမှာသူတို့ဘဝကိုပုံအပ်ခဲ့ကြပါတယ်ပြောရတာမကောင်းပေမဲ့ဘယ်မင်းသမီးတွေကခရိုနီကြီးတွေနဲ့ဘယ်လောက်ထိပူကက်ခဲ့ကြသလဲဆိုတာကိုဒီကနေ့ရဲ့ဗီဒီယိုလေးမှာပြောပြသွားမှာပဲဖြစ်ပါတယ်။ရွှေအိမ်စီလို့ပြောလိုက်တာနဲ့အေးနေဝင်းကိုအားလုံးပဲပြင်းပြကြမယ်လို့ထင်ပါတယ်။အေးနေဝင်းဆိုတာကတော့မြန်မာကြီးစားခရိုနီကြီးဖြစ်နာမည်ကျော်ကြားလို့နဲ့နေဝင်းရဲ့မြည်ဖြစ်ပြီးလက်ရှိမှာလည်းမြန်မာစီးပွားရေးကိုလက်ဝဲကြီးအုပ်ချမ်းသာနေတဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။သူရဲ့နေရွယ်ပြောင်းအဝလွန်တဲ့ရုပ်ရည်ကြောင့်ပြည်သက်ကြားမှာလူသိများပြီးပြည်သူလူထုကမမြင်ချင်မကြားချင်အောင်အမြင်ကဲကြတဲ့ခရိုနီလက်သစ်တူပဲဖြစ်ပါတယ်။ဒါပေမဲ့မော်ရယ်ရွှေရင်စီကတော့အဲ့ဓာတွေအကုန်လုံးဘေးချိတ်ပြီးသူ့ဘဝကောင်းစားရေးအတွက်ကိုအေးနေဝင်းနဲ့ပေါ်ပေါ်တင်နေပဲတွဲခဲ့ပါတယ်။ရွှေရင်စီကမထင်မရှားမော်ရယ်ဘဝမှာအေးနေဝင်းနဲ့ချစ်ကြိုက်ခဲ့ပြီးတော့မှအဲ့ဒီဆက်ဆံရေးကနေတဆင့်အခွင့်အရေးတွေအားလုံးကိုဘဝတက်လန့်အတွက်အမျက်ထုတ်ခဲ့ပါတယ်။အစားလူသိနေတဲ့ဘဝကနေအေးနေဝင်းနဲ့တွဲလိုက်မှပဲစီးပွားရေးလည်းအဆင်ပြေလာခဲ့သလိုမော်ရယ်လောကမှာသာမကဘဲနဲ့အမှုပညာနယ်ပယ်မှာပါထင်ရှားလာခဲ့ပါတယ်။ရွှေအိမ်စီကပြည်သက်တွေရှိမှတဲ့အေးနေဝင်းနဲ့ပေါ်ပေါ်တင်တွဲလာလုပ်ခဲ့သလိုနိုင်ငံတကာအလဲပတ်ကြီးတွေကိုလည်းရှောက်လဲခဲ့ကြပြီးသူမရဲ့ HD လို့ယူဆရတဲ့မဖွင့်မရဗီဒီယိုဖိုင်တချို့လည်းပြန်နှံခဲ့ပါသေးတယ်။ဒါပေမဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးရွှေအိမ်စီကဘသူ့ကိုမှဂရုစိုက်ခြင်းအလေးမရှိဘဲနဲ့လူရှိသူရှိမှပဲအေးအေးဆေးဆေးပဲအမှုပညာလုပ်တွေကိုဆက်လက်လုပ်ကိုင်လျက်ရှိပါတယ်။အင်းနေဝင်းကိုပြိုစင်ဘဝပေးပြီးမှရလာတဲ့ဒီအောင်မြင်မှုတွေကိုရွှေအိမ်စီကဘလို့သဘောထားလဲမသိပေမဲ့ပြည်သက်တွေကတော့နှာခေါင်းရှုံးလျက်ရှိနေကြပါတယ်။တင်ဆောင်ဝစ်ကျော်မြန်မာနိုင်ငံရဲ့အဖို့အချိုးမော်ဒယ်အဖြစ်သတင်းကြီးနေတဲ့တင်ဆောင်ဝစ်ကျော်ဟာဆိုရင်လေမအောင်မြင်မီကာလတွေမှာတထေးကြီးတွေရဲ့သုံးတော်ခံဖြစ်ခဲ့ပူပါတယ်။တင်စာတော့ခက်ငယ်ငယ်တုန်းကမြန်မာရုပ်ရှင်လောကနေရာရဖို့ခက်ခဲပြီးတော့တင်စာဟာဗီဒီယိုမင်းသမီးဖြစ်လိုက်ကြောင်တို့ခံရလိုက်တဲ့တာတန်တရားလည်းနေခဲ့ပါတယ်။ဒါပေမဲ့တိတ်မကြမီကာလမှာပဲတင်ဆောင်ဝစ်ကျော်ကခေါင်းဆောင်မင်းသမီးနေရာရောက်လာခဲ့ပြီးမော်ဒယ်လောကမှာလည်းစီးပွားရေးပြည်လည်တဲ့ညနေဘုံမော်ဒယ်တူဖြစ်လာခဲ့ပါတယ်။ပြည်သက်တရားတင်ဆောင်ဝစ်ကျော်တယောက်ဘာကြောင့်အဲ့ဒီလောက်အောင်မြင်သွားသလဲဆိုတာကိုသိချင်ခဲ့ကြပြီးအင်တာနက်ပေါ်ကတင်ဆောင်ဝစ်ကျော်နဲ့ဘေးတပွေရဲ့ရေကူးကန်တွေကတပ်ပုံတွေကိုမြင်မှသဘောပေါက်သွားခဲ့ပါတယ်။တင်ဆောင်ဝစ်ကျော်ကသူ့ဘဝရဲ့တလန့်အတွက်အခုလိုလူချမ်းသာတွေနဲ့အပြိုစင်ဘဝကိုပေးဆက်ရတဲ့အထိဖြစ်တန်းခဲ့တာဖြစ်ပြီးအဲ့ဒီဖြစ်တန်းမှုတွေနဲ့ထိုက်တန်အောင်လဲအောင်မြင်မှုတွေရရှိခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့တင်စာကနိုင်ငံသားချစ်သူပါဝင်အခြားကောင်လေးတွေကိုလည်းချစ်သူဖြစ်ချပြခဲ့ပူပါတယ်။လောလောဆယ်မှာတော့တင်စာဝင်းကျော်ဟာနိုင်ငံတော်အစိုးရရဲ့အကျဉ်းချထိန်းသိမ်းခြင်းကိုခံထားရပြီးအကျဉ်းချနေစဉ်အတွင်းမှာပဲသူမရဲ့ချစ်သူကလည်းလမ်းခွဲခဲ့တယ်လို့သိရပါတယ်။ချမ်းမီမီကိုလကဘာကိုဟန်နီမိုထွက်မယ်လို့ပြောလိုက်တာနဲ့ချမ်းမီမီကိုနဲ့ခရိုနီကောင်းကြီးပိုင်းစိုးထွန်းရှိန်ကိုလူတိုင်းပြင်းပြကြမိထင်ပါတယ်။အစကအညာတရဗီဒီယိုမင်းသမီးလေးဖြစ်တဲ့ချမ်းမီမီကိုနာမည်ရလာပြီးတိတ်မကြခင်မှာပဲစီးပွားရေးလောကတည်းကခရိုနီကြီးတူဖြစ်တဲ့စိုးထွန်းရှိန်ကိုချက်ချင်းကောက်ယူခဲ့ပါတယ်။ဘဝကိုအမြင်မြန်ချမ်းသာခြင်းတတိနဲ့ယူပြည့်ဆိုတဲ့တလွဲမိုင်းဆက်ကြီးကိုလူနေမှုစနစ်တဲ့ဘသူထည့်ပေးလိုက်မှမသိပေမဲ့အဲ့ဒီလိုငွေမျက်နှာနဲ့လက်ထက်ကြတဲ့အိမ်တော်ကြီးကဘယ်တော့မှမချမ်းမြေ့ကြပါဘူး။ဒါကြောင့်လဲချမ်းမီမီကိုရဲ့ထွက်ကင်းကနှင်းနေခဲ့တာခံပြီးတော့တားလေးတယောက်ရပြီးတဲ့အခါမှာတော့စိုးထွန်းရှိန်နဲ့ကွာရှင်းခဲ့ရပါတယ်။အခုချိန်မှာတော့ငွေပုံပေါ်ဖင်ခုထိုင်ပြီးသွားပြီးဖြစ်တဲ့ချမ်းမီမီကိုဘာသာရေးရဲ့အဆုံးအမတွေကြောင့်တိမ်မွေးပြီးအမှုပညာလုပ်တွေကိုဆက်လက်လုပ်ကိုင်ရရှိကြောင်းသိရပါတယ်။ပြည်သက်ကြီးတို့ရောဒီ၃ယောက်ကိုသိကြလားဆိုတာနဲ့ဒီလိုဘဝပေးပြီးမှနာမည်ရလာတဲ့သူတို့ရဲ့အောင်မြင်မှုတွေပေါ်ဘယ်လိုများထင်ကြပါသလဲနော်